အေကမောင်တော်ရွှေစားကျေးရွာမှာရိုဟင်ဂျာများကိုအတင်းအဓမ္မကောက်ဆောင်ရေးစစ်မှုထမ်းရန်လက်မဲ့ထုစေခဲ့ပြီးပြန်လွတ်ပက်ခဲ့တဲ့တည်င်းကိုဆက်လက်တင်ဆက်ပါမယ်။အာရကန်ပြည်နယ်မွန်တော်ခရိုင်အတွင်းရှိရွှေစားကျေးရွာမှာရိုဟင်ဂျာအမျိုးသားနဲ့အမျိုးသမီးများအားရခိုင်တပုံအေအေအဖွဲ့မှကျေးရွာအုပ်ချုပ်ရေးမှူးရုံးတို့ကိုယူကစစ်မှုထမ်းရန်လက်မဲ့ထုစေခဲ့ကြောင်းဒေသခံများ၏ပြောကြားချက်အရသိရှိတတ်ပါတယ်။ဒေသခံများနဲ့ရိုဟင်ဂျာမီဒီယာအရှိုး၏ပြောဆိုချက်အရရခိုင်တပုံအေအေဒီကိုယူစစ်စစ်ရာတွင်သူတို့၏ယွန်ချက်ချများကိုလိုင်းနာရန်ညင်းဆိုသူအရှုကို ARSA အဖွဲ့ဝင်များဟုဆွဆွဲကချင်းချောက်ဖျားပေးမှုများပြုလုပ်ခဲ့သည်ဟုဆိုပါတယ်။ကိုယူကရသူများအားပြန်လွတ်ပေးပြီးနောက်ထပ်တွဲဆုံမှုအထွတ်နောက်ရက်တွင်ပြန်လာရင်ယွန်ကြခဲ့သည်ဟုသိရှိတတ်ပါတယ်။ဤသို့အထင်အာဓမစစ်မှုတန်းရန်ဖိအားပေးမှုကြောင့်ကြီးရွာအတွင်းရှိရွာသူရွာသားများကကြောက်ရွံ့မှုနဲ့စိုးရိမ်ပူပန်မှုများမြင့်ထက်လာပြီးအရှိုးသောမိသားစုများကြီးရွာများမှယာယီထွက်ခွာသွားကြသည်ဟုဒေသခံတည်င်းရင်းမြစ်များကဆက်လက်ပေါ်ပြကြပါတယ်။လူကိုရဲ့စောင့်ကြည့်ရေးအဖွဲ့များကဤဖြစ်စဉ်သည်ဒေသခံများ၏အခြေခံလွတ်လပ်ခွင့်ကိုထိခိုက်စေနိုင်သည်ဟုထောက်ပြထားပြီးဆက်လက်ဆောင်ကြည့်သွားမည်ဟုဆိုပါတယ်။ဤတည်င်းသည်ဒေသခံများနဲ့ရိုဟင်ဂျာမီဒီယာများ၏ပြောဆိုချက်များကိုအခြေခံရဲ့ပေါ်ပြခြင်းဖြစ်ပါတယ်။ဧပမတရားဝင်အတည်ပြုချက်သို့မဟုတ်ညင်းဆိုချက်မရရှိသဖြင့်ဖြစ်ရနာပတ်သက်ရေးအခြားရှုထောင့်များကိုဆက်လက်စုံစမ်းတင်ပြသွားမည်ဖြစ်ပါတယ်။ Arkan Daily News ကိုချစ်ချွအားပေးတဲ့ပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။